မိန်းကလေးကရေလောင်ကန်ထဲကိုအစားအသောက်တချို့ပစ်ထည့်လိုက်ပေမဲ့အဲ့ဒီအစားအစာတွေကရုတ်တရက်ပျောက်သွားပါတယ်မိန်းကလေးကဝေခွဲမရဖြစ်နေချိန်မှာပဲအဲ့ဒီအစားအစာတွေကတကယ်တော့အင်းဝခစ်စီကိုရောက်ရှိသွားခဲ့ပါပြီအဲ့ဒီမှာရှိတဲ့စစ်တီတော်တွေကလည်းအစားအစာရဖို့ဆူတောင်းနေကြတာနဲ့တိုက်ဆိုင်သွားခဲ့ပါတယ်ဖခင်သခင်ကတကယ်ပဲအစားအစာတွေပေးသနာတယ်ဆိုပြီးလူတိုင်းကအရန်ကိုစိတ်လှုပ်ရှားနေကြပေမဲ့မိန်းကလေးကတော့ဒါတွေကိုဘာမှမသိခဲ့ပါဘူးစူပါမားကတ်ကတက်တန်းကုန်ခါနီးစားတောက်တွေကိုသူမကရေလောင်ကန်ထဲဆက်ပြီးထည့်နေခဲ့ပါတယ်တစ်ချိန်တည်းမှာပဲအခြားတစ်ဖက်ကအင်းဝခစ်မှာတော့ရေလောင်ကန်ထဲကနေအစားအသောက်တွေအများကြီးထွက်ပေါ်လာပါတယ်စားဖို့အသင့်ပြင်ထားတဲ့ဟင်းလျာတွေအပြည့်ဖြစ်နေတဲ့ဇက်ပွဲကိုကြည့်ပြီးစစ်တီတွေကအရန်ကိုပျော်ရွှင်သွားကြပါတယ်ဒါကဖခင်သခင်ပေးတဲ့လက်ဆောင်ဖြစ်တယ်ဆိုတာကိုသူတို့ပိုပြီးယုံကြည်သွားကြပါတယ်ဒါကြောင့်စစ်သူကြီးကရေရဖို့အတွက်ဖခင်သခင်စီနောက်တစ်ချိန်ထပ်ပြီးဆူတောင်းပါတယ်ဒါပေမဲ့မတော်တဆဆိုသလိုပဲအမွှေးတိုင်ကမိန်းကလေးရဲ့အိမ်ထဲကိုရောက်သွားခဲ့ပါတယ်မိန်းကလေးနိုးလာတဲ့အခါအိမ်ထဲမှာမီးခိုးတွေပြည့်နေတာကိုမြင်ပြီးအရန်ဒေါသထွက်သွားပါတယ်သူမရှိကအမိုက်တွေပဲထွေးထုတ်နေတဲ့ရေလောင်ကန်ကိုကြည့်ပြီးရေပိုက်တစ်ခုယူကရေလောင်ကန်ကိုရေဖြည့်ဖို့ပြင်ဆင်လိုက်ပါတယ်တကယ်တော့ဒါကစစ်သူကြီးအလိုရှိနေတဲ့အရာပါပဲခေတ်တစ်ကဘာကရေတွေဟာအင်းဝခစ်စစ်စခန်းစီကိုရောက်ရှိသွားပါတယ်ဒါကအစာရေစာငတ်မွတ်နေတဲ့စစ်တီရဲမက်တွေကိုပိုပြီးပျော်ရွှင်သွားစေပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့မိန်းကလေးကိုအိမ်ယာစီမံခန့်ခွဲရေးဌာနကဖုန်းဆက်လာခဲ့ပြီးသူမရဲ့အိမ်ကရေတံကျိတ်30တောင်တုံးထားတယ်လို့ပြောပါတယ်တကယ်တော့သူမကရေဘားကိုပိတ်ဖို့မေးသွားခဲ့တာပါရေတံကျိတ်30တောင်ဖြည့်ထားပေမဲ့လလာချင်းနေတဲ့ရေလောင်ကန်ကိုကြည့်ပြီးတစ်ခုခုမားနေပြီဆိုတာကိုမိန်းကလေးနောက်ဆုံးမှသိသွားပါတော့တယ်တစ်ချိန်တည်းမှာပဲစစ်သူကြီးကမိန်းကလေးရဲ့လက်ဆောင်တွေအတွက်ကျေးဇူးတင်စကားရေးသားပြီးရေလောင်ကန်ထဲကိုထည့်လိုက်ပါတယ်ရုတ်တရက်ပေါ်လာတဲ့ကျေးဇူးတင်တော်ကိုမြင်ပြီးမိန်းကလေးအယံအံ့ဩသွားပါတယ်အဲ့ဒီခါကျမှပဲဒီရေလောင်ကန်ကအင်းဝခစ်နဲ့မျက်မှောက်ခစ်ကိုဆက်သွယ်ပေးထားမှသူမသိလိုက်ရပါတယ်သူတို့ရဲ့အခက်အခဲတွေကိုသိလိုက်ရတဲ့စိတ်ထားကောင်းတဲ့မိန်းကလေးကသူတို့ကိုကူညီမဲ့အကြောင်းပြန်စာရေးလိုက်ပါတယ်ဒါကအခက်အခဲဖြစ်နေတဲ့စစ်တီတော်တွေကိုအယံပျော်သွားစေပါတယ်မိန်းကလေးကိုနတ်ဖျားမတပါလို့သူတို့အခိုင်အမာယုံကြည်သွားကြပါတယ်အဲ့ဒီနောက်သူတို့ကရွှေငွေရတနာတချို့ကိုရေလောင်ကန်ထဲထည့်ပေးပြီးမိန်းကလေးကလည်းအိမ်မှာရှိတဲ့အစားအသောက်အားလုံးကိုသူတို့စီပေးလိုက်ပါတယ်ဒါပေမဲ့မိန်းကလေးဘက်မှာမတော်တဆမှုတစ်ခုဖြစ်ခဲ့ပါတယ်မိန်းကလေးရဲ့အိမ်ကြီးချင်းကရုတ်တရက်ရေကြီးမှုဖြစ်တော့မယ်ဆိုတဲ့အကြောင်းလာပြောပြတာပါသူကမိန်းကလေးကိုချက်ချင်းခေါ်သွားခြင်းပေမဲ့မိန်းကလေးကညှင်းလိုက်ပါတယ်ဘာလို့လဲဆိုတော့သူမမှာအကြံကောင်းတစ်ခုရသွားလို့ပါသူမကရေလောင်ကန်ကိုကွင်းပြင်တစ်ခုစီရွှေ့လိုက်ပါတယ်တကယ်တော့သူမကအဲ့ဒီရေကြီးမှုကိုအင်းဝခစ်စီကိုပို့ပေးချင်တာပါမိန်းကလေးရဲ့အကူအညီကြောင့်ပဲစစ်သူကြီးမဟာဗန်ဒူလာနဲ့စစ်တီရဲမက်တွေကရန်သူတွေရဲ့ဝိုင်းရံထားမှုကိုအောင်မြင်စွာဖောက်ထွက်နိုင်ခဲ့ပါတော့တယ်